ကိုယ့်ရဲ့အားနဲ့ချက်ကသူများကိုကူညီချင်တာရဲ့အားနာတာရဲ့တနာတတ်တာရဲ့ယုံကြည်တာတွေပေါ့နော်ကိုယ့်ကိုယ်ကအဆုံးစီမှုစင်နာပြီးသားဘဝဆက်ဆက်ကတန်တရားကိုကျွေးရရှင်ဒီဘဝဒီမြနေပဲအမြင်ချီပါလို့ခါကြိုင်အိမ်ခိုင်ဟိုကူညီတာကိုယ့်ရင်တော့ပေါင်ပြီးလိုက်ရဘလို့ခေါ်မဟိုတချမ်းရက်ကကိုကဟိုဘာမှမလုပ်ခဲ့ရဘူးလေအစဆိုရှင်နှစ်တိုင်းတချမ်းမှာအမျိုးပေါ့နော်ဟိုကိုအိမ်မှာဖះရှိကိုအတိတ်တန်လေးတွေပေါ့တက်တက်လေးဝင်တာပေါ့နော်ဝစီပိတ်လည်းဝင်တယ်ဝစီပိတ်ဝင်တယ်ဆိုတော့ဒီမို့လေဟိုတရားတွေရောက်သွားလို့ဘာလို့ညာလို့အမျိုးဝင်တာမဟုတ်ဘူးလေဝစီပိတ်ဝင်တယ်ဆိုတော့သူများခိုင်းရဆရာလေးဒီနေ့ကဘလို့ဝစီပိတ်ဝင်တာလဲဝစီပိတ်ဝင်တယ်ဆိုတာလေလို့ဟိုကိုကလည်းစကားမပြောဘူးသူများလည်းကိုယ်စကားလာမပြောဘူးခေဆိုရှင်ဘာပဲပြောအရာအလုံးကလေဟိုအောက်ကုသိုလ်လည်းกินတယ်လို့အရင်လည်းစိတ်ငြိမ်တယ်လို့ကိုလည်းလေဟိုဘလို့ခေါ်မလဲဟိုကိုလုံးလို့ရတယ်လို့ထင်တယ်လို့အဲ့လိုမျိုးလုပ်တာပါလို့တခြားဟာပေါ့နော်ဟိုဘလို့မျိုးထွက်ရပေါက်ပါညာအဲ့ဒါကြီးနဲ့ရည်ရွယ်ပြီးလုပ်တာမဟုတ်ပါဘူးလို့မဟုတ်ခုကကျတော့ဟိုကောက်အောင်စိတ်ကူးပေါက်တာလေးပေါ့နော်ဒီနေ့ဗုဒ္ဓဘူးနေ့နောက်ကဟိုတကြံတော့ကလည်းကိုဘာမှမလုပ်ခဲ့ရဘူးဆိုပြီးတော့ဒီဗုဒ္ဓဘူးနေ့တိုင်းပေါ့နော်ကိုယ်စိတ်ထဲမှာဗုဒ္ဓဘူးနေ့တိုင်းတက်လို့စားမယ်ဖျားပါဟိုဘယ်လိုခေါ်မလဲဒါပတိစိတ်မယ်တရားထိုင်မယ်အဲ့လိုလေးတွေပဲလုပ်မယ်လို့ကိုကဆုံးဖြတ်ထားတာလေတကြံတော့ကကျတော့ဟိုမမများဖွင့်နဲ့ကားပြဖွဲ့ပေးခဲ့တယ်လေဟိုပေးသက်ကိုလည်းဟိုအားပေးမှုတွေလည်းရခဲ့ပါတယ်။မြို့ပညာကြီးအားလုံးပေါင်းဟိုတွက်မယ်ဆိုဟိုစုကြီးတွေဘာတွေနဲ့တွက်မယ်ဆိုရင်တော့18သိန်းပေါ့နော်18သိန်းရတယ်။ဘွားမှာတော့ဟိုတောင်နာတွေကတော့ဒွန်တွဲနေတာပေါ့နော်အမြဲအဲ့ဟာတွေကိုလည်းဟိုရန်ငင်းချမ်းနေပြီဖြစ်လိုက်လို့ရှိရင်ကိုကိစ္စနဲ့ဖြစ်တာမဟုတ်ဘူးသူများကိစ္စတွေနဲ့ပဲပေါ့နော်အဲ့လိုမျိုးပဲပေါ့ဟိုနင်းဆိုရှင်ကိုနဲ့ရန်ရင်းနှီးတဲ့လူဆိုရင်းနှီးတဲ့လူလေဆိုလို့ရှင်ကိုအမြဲတမ်းပြောတယ်သူများအပူကိုအရင်ယူတာပဲပေါ့နော်ဟုတ်တယ်ကိုကလည်းဟိုးတုံးနဲ့ကိုကိုလည်းဝန်ခံပါတယ်ဟိုးတုံးနဲ့ကိုလိုနေလို့ရတယ်နေလို့ရတဲ့နဲ့အမျိုးဘလို့ခေါ်မလဲဟိုကိုယ့်ရဲ့အားနဲ့ချက်ကသူများကိုကူညီချင်တာရဲ့အားနာတာရဲ့တနာတတ်တာရဲ့ယုံကြည်တာတွေပေါ့နော်ဒါတွေကကိုယ့်ရဲ့အားနဲ့ချက်တွေကြီးပဲဘာလို့လဲဆိုတော့လူတယောက်ကိုကခင်လို့ရှိရင်စိတ်ရင်းနဲ့ပဲခင်တယ်အပေါ်ရန်ကြောနဲ့လည်းမခင်ဘူးသူများပေါ်လည်းမယုံမှာခဲ့ဘူးကိုယ့်ပေါ်ကြတော့ယုံမှာချတာပေါ့နော်တဏှာဖြစ်ရှင်းတယ်ဆိုတော့ဒါကတော့ဟိုဒါမဘက်ကလည်းမှားလည်းပါပါပေါ့နော်ဒါမှားလဲဆိုတော့ကိုလည်းကိုဒါဟိုသူများကတော့ကိုပြောနေကလောဘရှိရမဟုတ်ဘူးလေသူများကိုယုံကြည်လိုက်တာသူများကိုယုံကြည်လိုက်တာဆိုတော့သူတို့နည်းဖြစ်တဲ့ဟာကိုသူအဲ့အလုံးတစ်ခုကိုလှုပ်ပေးလိုက်တာကွာယုံကြည်မှုနဲ့လုပ်ပေးလိုက်တာပေါ့နော်ဟိုနည်းမော့380ကျော်တာပေါ့နော်380ကျော်တယ်ဟုတ်တယ်ညီမလေးကောင်းခံနေရတာလေဟိုအိမ်ကသမီးပါတာပေါ့မပြေတော့အခုရောဆယ်ရောသမီးကတော့ဖြည့်ရှင်းနေတာပေါ့နော်ဟိုအမျိုးကိုနိုင်တဲ့လောက်ကလေးဒါဖြည့်ရှင်းပေးရမှာပဲတိတော့မှာတော့တစ်ခါတော့တင်တာပြီးမှကိုလေးမှားသွားလားမှန်သွားလားအမျိုးပေါ့နော်သူများဟိုတိတ်ခါတိုင်းမဲ့တိတ်ခါတော့ကိုကြောက်သွားတာပေါ့နော်ဘယ်လိုပဲပြောဟိုသူတို့လုပ်ရတဲ့ကိစ္စကိုတဲ့အများကြီးတိတ်ခါတွေလည်းကြားတယ်အဆက်တွေလည်းရလာပေါ့နော်သူတို့နဲ့ချင်းတဲ့ရက်ကရောက်လာတော့ကိုယ်စိတ်ထဲမှာအဲ့တော့ကိုယ်ကအဆုံးစီမှုစင်နာပြီးသားကိုယ့်နဲ့ကိုဒီလိုမျိုးပေါ့နော်အတိစိတ်လေးနဲ့ပဲပေါ့နော်ငါဒီလိုမျိုးကြီးလို့ရှိရင်အဖန်905ခပေါသွားလိမ့်မယ်ဘယ်လိုပဲပြောရောက်တဲ့နေရာတိုင်းမှာကိုငွေရဲချမယ်ပေါ့နော်ဒီဝေချွေးတွေကလည်းကိုယ်မှာရှိနေတဲ့ဒီဘဝမှာရှိနေတဲ့ဝေချွေးတွေလည်းကုန်မှာမဟုတ်ဘူးလို့ဘာအမျိုးပဲတွက်ထားတာပေါ့နော်ကိုကညာတိုင်းလဲဆူတောင်းတယ်ဘဝဆက်ဆက်ကတန်တရားဝေချွေးတွေရှင်ဒီဘဝဒီမြနေပဲအမြင်ချီပါလို့နေရဆူတောင်းတယ်မေးတယ်အဲ့မျိုးပေါ့နော်ကိုကတော့တရုပ်ဆောင်မဲဆိုတော့တရုပ်ဆောင်ကမဲနေတယ်လေသူများတွေတော့အထက်ဒီလိုထဲဝိုင်းတော့မနေတတ်ဘူးမနေတတ်တာမဟုတ်မနေတတ်တာအဲ့လိုမျိုးဟုတ်တယ်အများကြီးပဲဟိုးတော့ဆိုတဲ့တဲမဲ့အမျိုးဟိုသူများတကာကလာပြီးတော့ဟိုနေဖြစ်တဲ့ဟာတွေရောခါကြိုင်အိမ်ခိုင်ဟိုကူညီတာကိုယ့်ရင်တော့ပေါင်ပြီးလိုက်ရအဲ့လိုမျိုးပေါ့အများနဲ့အလင်ခံလာပါပဲဒါလည်းဟိုဘလူးခေါမလဲဒါဝေကျွေးလို့ပဲ
တန်းခလိုက်တယ်လေဘာဖြစ်လို့လဲဆိုတော့ကိုကဟိုးဘွားတွေတော့ဘာတွေလုပ်ခဲ့လဲမှမသိတာညီမကြီးဟိုကြည်လိုက်လို့ရှိရင်လည်းလူမှုရေးပြဿနာတွေဒီငွေကြေးပြဿနာတွေအဲ့ဒါခိုင်းစဉ်းစားနေတာငါဘာတွေများလုပ်ခဲ့လို့လဲအမျိုးပေါ့နော်မိသားစုဆိုလဲဟိုငငယ်လေးတဲ့အဖေနဲ့အမေနဲ့ဒီနေကြရအဖေလည်းတေချာပြုစုခဲ့ရအခုအမေရှိတယ်အမေလည်းတေချာပြုစုအောင်အလဲမစီးနေအများကြီးချာတာလေဝေချွေးပါပဲကိုဝေချွေးလို့ပဲတတ်မှတ်တယ်အသက်64ရှိပြီပါလေအေးချမ်းနေတယ်ကိုပဲကိုလည်းအခုလိုမျိုးပေါ့နောက်ဆိုလို့ရှိရင်သူများပြဿနာတွေလည်းမပယ်တော့ဘူးကိုစိတ်ထဲမှာလေကိုအမျိုးပဲတွေ့ထားတယ်သူများဟိုလည်းအဲ့လောက်ထိပေါ့နော်ဟိုကူညီနိုင်တဲ့လောက်သေးပဲကိုကူညီမယ်ကိုပခုံးပေါ်မှာထမ်းထားတဲ့အလုပ်တွေကိုတော့ဘာကုန်းမှမလုပ်တော့ဘူးလို့တော့ဆုံးဖြတ်ထားတာပေါ့နော်ဟိုတော့ကလူတွေအကုန်လုံးကိုကူညီပေးခဲ့တယ်ကူညီပေးခဲ့တာမှတော်တော်ကူညီပေးခဲ့တယ်သူများရဲ့စာဝတ်နေရေးပညာရေးအဖက်ကနေအကုန်လုံးပဲမိသားစုရေးရအကုန်လုံးကိုဒီကူညီခဲ့ပြီးသွားပြီလေသူတို့ကူညီပေးလိုက်တယ်ဆိုတာလေဘာကိုမှလည်းမျှော်လည်းမမျှော်လင့်ဘူးမမျှော်လင့်တယ်လို့လေကိုယ့်စီလည်းဘာကိုမှလည်းမရောက်လာပါဘူးကိုကလာလုပ်ပေးခဲ့ရတာလေအများကြီးပဲညီကောင်မောင်နှမလားညီကောင်မောင်နှမကိုကြည့်မလားလုပ်ပေးခဲ့တယ်ဒစိမ့်တွေကိုကြည့်မလားလုပ်ပေးခဲ့တယ်အပေါင်းအသင်းတွေကိုကြည့်မလားလုပ်ပေးခဲ့တယ်စာဝတ်နေရေးတဲ့အများဆုံးပဲဖြည့်ရှင်းပေးခဲ့ကိုယ်စီရောက်လာလို့ရှိရင်ငါဒီဝင်ကိုမနိုင်ပါဘူးလေလို့တခေါမကြီးခဲ့ဘူးအကုန်လုပ်ပေးခဲ့တယ်သူတို့လည်းသိကြပါလေတိနဲ့လည်းဒီလိုပါပဲပြန်တုတ်ပြန်လာကြီးကြောက်စရာကြီးပေါ့နော်ပြေးတဲ့ကြီးတင်တာထက်ကလေအမြဲတမ်းအင်တာဗျူးဖြေတိုင်းမျက်ရည်တွေနဲ့ဖြေနေရတယ်ပျော်ရှင်ရှင်လေးကိုနောက်များဆိုလို့ရှိရင်လည်းပျော်ရှင်လေးကိုဖြေကျင်ပါတယ်လို့ပြေးတဲ့ကြီးကလည်းတင်တာထက်ကိုအမြဲတမ်းအားပေးနေပေးပါနော်